အောင်မြင်တဲ့လမ်းစီကိုရောက်ဖို့လူတွေကိုဘယ်လိုစေ့ဆော်မလဲချီးမွမ်းခြင်းနဲ့အတိအမှတ်ပြုခံရခြင်းကလူငယ်ဘဝတစ်ခုလုံးကိုပြောင်းလဲစေခဲ့တယ်။အောင်မြင်တဲ့လမ်းစီရောက်ဖို့လူတွေကိုဘယ်လိုစေ့ဆော်မလဲကျွန်တော်မိတ်ဆွေပီတာဘာလိုကတရိတ်ဆန်တွေဖြောဖြေတတ်ဖို့လေ့ကျင့်ပေးသူဖြစ်တယ်။သူ့ဘဝအချိန်တော်တော်များများကိုစက္ကန့်ပရိဒါကပွဲတွေနဲ့နေတကာလှည့်လည်ဖြောဖြေခဲ့တယ်ခွေးကလေးတွေဖြောဖြေဖို့သူလေ့ကျင့်ပေးတာကိုကျွန်တော်အယမ်းနှစ်သက်တယ်။ခွေးကလေးတွေလေ့ကျင့်မှုတိုးတက်လာတိုင်းပီတာကသူတို့လေးတွေကိုဖွားဖွားလေးပုတ်ပြီးအသားတုံးတတုံးချီးမြှင့်တတ်တယ်။ဒါကဘာအသက်အဆန်းမတော့မဟုတ်ဘူး။လွန်ခဲ့တဲ့ရာစုနှစ်တွေမှာလဲတရိတ်ဆန်တွေကိုဒီလိုနီးနဲ့ပဲလေ့ကျင့်ခဲ့တာကြီးပဲ။ဒါကြောင့်ကျွန်တော်စဉ်းစားမိတာကဘာဖြစ်လို့ဒီလိုနီးကိုအသုံးပြုပြီးလူတွေရဲ့အပြုအမူပြောင်းလဲတိုးတက်အောင်ကျွန်တော်တို့မလုပ်နိုင်ရမလဲခွေးကလေးတွေကိုလေ့ကျင့်သလိုဘာဖြစ်လို့ကျပုအစားအသားတုံးကိုအသုံးမပြုသလဲစူဆဲဖြစ်တင်တာကိုဘာဖြစ်လို့ချီးမွမ်းတာနဲ့အစားမထိုးသလဲအနှိမ့်ငယ်တော့ပြောင်းလဲမှုပဲဖြစ်ပါစေကျွန်တော်တို့ချီးမွမ်းခဲ့ရင်ဒီလိုချီးမွမ်းခြင်းဟာသူတို့ကိုပိုတိုးတက်ဖို့လှုံ့ဆော်နိုင်ပါလိမ့်မယ်စိတ်ပညာရှင် Jess Lyer ရေးသားတဲ့ I'm not much baby but I'm all I got ကျွန်တော်ကအတော်ကြီးမဟုတ်ဘူးဒါပေမဲ့တတ်နိုင်ဓမျှကျွန်တော်လုပ်တယ်ဆိုတဲ့စာအုပ်ထဲမှာဒီလိုရေးသားထားတယ်ချီးမွမ်းခြင်းဟာလူတွေအတွက်နှွေးထွေးတဲ့နေအောင်ချီနဲ့တူတယ်နေအောင်ကင်းမဲ့ရင်ပန်းပင်တွေမကြီးထွားမပွင့်လန်းနိုင်ဘူးဒါပေမဲ့နှမျောစရာကောင်းတာကလူအများစုဟာတခြားလူအပေါ်ပြစ်တင်ဝေဖန်မှုတွေသာတွန်းလောင်းတတ်ကြတယ်။ချီးမွမ်းတဲ့နှွေးထွေးရောင်ကြီးကိုပတ်ဖြန်းဖို့တွန့်တိုတတ်ကြတယ်။ကျွန်တော်ပေါ့ပြန်ပြောင်းကြည့်ရင်ချီးမွမ်းစကားတွေကကျွန်တော်အနာဂတ်ကိုအများကြီးပြောင်းလဲစေခဲ့တာကိုတွေ့တယ်။သင်ဘဝမှာလည်းချီးမွမ်းစကားတွေပြည့်ခဲ့သလား။သမိုင်းဟာချီးမွမ်းခြင်းဆိုတဲ့မော်ပညာတွေနဲ့ဆွဲဆောင်ပြည့်နှက်ခဲ့တယ်။ဒါတကပြရရင်လွန်ခဲ့တဲ့နှစ်များစွာကအီတလီမှာ10နှစ်အရွယ်ကောင်လေးတယောက်ရှိခဲ့တယ်။သူဟာအဆိုတော်သူဖြစ်ဖို့တောင်းတခဲ့တယ်။ဒါပေမဲ့သူ့ရဲ့ပထမဆုံးဆရာကသူ့ကိုအားပေးအမြောက်မပြုခဲ့တဲ့အပြင်မင်းဆိုနိုင်မှာမဟုတ်ဘူး။မင်းအတန်မကောင်းဘူး။မင်းရဲ့အတန်ကပတင်းလိုက်ကာတွေကိုတိုက်တဲ့လေနဲ့တူနေတယ်လို့ဝေဖန်ခဲ့တယ်။ဒါပေမဲ့ကောင်လေးရဲ့မိခင်ကအဲ့ဒီလိုမဟုတ်ခဲ့ဘူး။စည်ရဲသားလေသမားဖြစ်တဲ့မိခင်ကကောင်လေးကိုပွေးဖက်ပြီးသူ့အတန်ကောင်းကြောင်းအမြဲချီးမွမ်းစကားဆိုခဲ့တယ်။ကောင်လေးဆိုနိုင်မှန်းတဖြည်းဖြည်းပြောင်းလဲတိုးတက်နိုင်မှန်းမိခင်ကသိတယ်။ဒါကြောင့်ငွေစုပြီးကောင်လေးကိုအဆိုတင်တန်းကြောင်းပို့ခဲ့တယ်။မိခင်ရဲ့အားပေးမှုချီးမွမ်းမှုအောက်မှာကောင်လေးဘဝပြောင်းလဲလာခဲ့ပြီးနာမည်ကြီးအော်ပရာအဆိုတော်အဖြစ်အောင်မြင်ခဲ့တယ်။အဲ့ဒီကောင်လေးရဲ့နာမည်ကအန်ရီကိုခါဆိုပဲဖြစ်တယ်။19ရာစုအစအင်္ဂလန်နိုင်ငံလန်ဒန်မှာလူငယ်တယောက်ရှိခဲ့တယ်။လူငယ်ဟာစာရေးဆရာတူဖြစ်ဖို့ဆန္ဒပြင်းပြခဲ့တယ်။ဒါပေမဲ့သူ့အတွက်အရာတိုင်းကအဆင်မပြေခဲ့ဘူး။အကျွေးမဆက်နိုင်လို့သူ့ဖခင်ထောင်ကျသွားတယ်။ဒါနဲ့အတန်းပညာကို4 နှစ်ပြည့်အောင်သူမသင်ခဲ့ရဘူး။ဒါတင်မကငှက်တလဲပြက်တလဲသူကြုံခဲ့ရတယ်။နောက်တော့ကိုတောင်ပြက်တစ်ခုမှာတစိတ်ကက်တဲ့အလုပ်ကိုသူရခဲ့တယ်။ညအချိန်မှာတခြားစည်ရဲသားကောင်လေး2ယောက်နဲ့အတူအလင်းမရတဲ့ထက်ခိုးမှသူအိတ်ခဲ့တယ်။ကိုရဲ့စာရေးနိုင်စွမ်းကိုအယုံအကြည်မဲ့တဲ့သူဟာသူစာရေးနေတာကိုလူတွေသိပြီးလောင်ပြောင်ကဲရဲမှာဆိုလို့ညတန်းခေါလူချေသိမ့်မှာတိတ်တိတ်လေးစာတိုက်ပုံတွေတွားထဲတတ်တယ်။စာတွေကိုသူရေးမြဲရေးတယ်။ဒါပေမဲ့တပုတ်တလေမှဖော်ပြခံရတာမရှိခဲ့ဘူး။နောက်ဆုံးနေ့ကောင်းရက်မြတ်တရက်မှာသူ့စာမှုဖော်ပြခံရတယ်။စာမှုခမရခဲ့ပေမဲ့အက်ဒီတာစီကချီးမွမ်းစာတစ်စောင်ကိုသူရခဲ့တယ်။လူငယ်ဟာမျော်လင့်မထားတဲ့လမ်းမပေါ်ဦးတည်ရမဲ့သူလျှောက်သွားခဲ့တယ်။မျက်ရည်တွေသူ့ပါပြင်ပေါ်စီးကျခဲ့တယ်။ချီးမွမ်းခြင်းနဲ့အတိအမှတ်ပြုခံရခြင်းကလူငယ်ဘဝတစ်ခုလုံးကိုပြောင်းလဲစေခဲ့တယ်
အဲ့ဒီအက်ဒီတာကသာသူ့ကိုအားမပေးခဲ့ရင်သူ့တသက်ကိုကိုယ်တော်ပြက်ထဲမှာပဲတစိတ်ကပ်ရင်ကုံဆုံးရလိမ့်မယ်လူငယ်နာမည်ကိုတင်ကြားဖူးပါလိမ့်မယ်သူကတော့အင်္ဂလန်နာမည်ကြီးစာရေးဆရာချာလက်တန်ကီပဲဖြစ်ပါတယ်လန်ဒန်မှာနေတဲ့နောက်လူငယ်တယောက်ကကုံဆုံးဆိုင်မှာလှုပ်လှုပ်တယ်သူဟာမနက်9 နာရီမှာအိယာကထားရပြီးဆိုင်ကိုတန့်ရှင်းရတယ်ပြီးတော့ကျွန်တယောက်လိုတစ်နေ့ကို14 နာရီကြာအလုပ်လုပ်ရတယ်နေ့စဉ်နေ့တိုင်းတကုတ်ကုတ်လုပ်နေရတဲ့အလုပ်ကိုသူညီးငွေ့လာခဲ့တယ်။နှစ်နေပြီးနောက်ဒီလိုအလုပ်ကိုသူတီးမခံနိုင်တဲ့အဆုံးမနက်ခင်းတစ်ခုမှမနက်စာတော့မစားဘဲ15 မိုင်ခန့်ဝေးတဲ့မိခင်အလုပ်လုပ်တဲ့နေရာစီသူခြေချင်းပြန်ခဲ့တယ်။အိမ်စီအလုပ်တဲ့မိခင်ကိုသူရင်ဖွင့်ပြောပြခဲ့တယ်။အဲ့ဒီလိုဘွားကသူ့ကိုပြန်များစေတဲ့အကြောင်းမိခင်ကိုသူညီးသွားငိုကြွေးခဲ့တယ်။ဒီလိုအလုပ်မျိုးသူတီးမခံနိုင်ခဲ့လို့သူ့ကိုပြန်ပို့ရင်ကိုအဆုံးစီရင်မဲ့အကြောင်းကြိမ်ပြောခဲ့တယ်။အဲ့ဒီနောက်အရင်ကသူ့ဆရာစီသူကြုံတွေ့နေရတဲ့အကြောင်းကိုစာတစ်စောင်ရေးပို့ခဲ့တယ်။စာထဲမှာသူ့ကိုချီးကျူးထားတဲ့အပြင်ထက်မြက်တဲ့သူ့အတွက်ဒီထက်ပိုကောင်းတဲ့အလုပ်ရနိုင်ကြောင်းရေးထားတယ်။အဲ့ဒီနောက်ကျောင်းမှာသူ့ကိုဆရာဖြစ်ခန့်အပ်ခဲ့တယ်။အဲ့ဒီချီးကျူးစာကလူငယ်ရဲ့အနာဂတ်ကိုပြောင်းလဲစေခဲ့ပြီးအင်္ဂလန်ရဲ့စာပေတမိုင်းကိုလည်းအကျိုးသက်ရောက်စေခဲ့တယ်။နောက်တော့လူငယ်ဟာစာပေတွေရေးသားခဲ့တယ်။သူရေးတဲ့စာတွေကအယောင်ရဆုံးစာအုပ်ဖြစ်ခဲ့ပြီးတန်းကျော်တထေးဖြစ်ခဲ့တယ်။ဒီလူငယ်ကိုတင်သိကောင်းသိလိမ့်မယ်။သူဟာ H.G. Wells ပဲဖြစ်တယ်။ကဲရဲ့ဝေဖန်တာကိုချီးမွမ်းတာနဲ့အစားထိုးတာဟာ B.K. Skinner ပညာရေးရဲ့အခြေခံသဘောတရားဖြစ်တယ်။အဲ့ဒီခေတ်ကနာမည်ကြီးတဲ့ဒီစိတ်ပညာရှင်ဟာတိရစ္ဆာန်တဲ့လူတွေကိုလေ့လာစမ်းသပ်မှုအများအပြားလုပ်ခဲ့တယ်။စမ်းသပ်ချက်မှာကဲရဲ့ဝေဖန်မှုနဲ့ပြီးချီးမွမ်းမှုပိုများရင်လူတွေကိုခွန်အားပိုမိုဖြည့်တင်းပေးနိုင်ပြီးဂရုစိုက်မှုနဲ့ရင်အပြုအမူနဲ့ခွန်အားတွေကိုကြီးနဲ့လာစေနိုင်တာကိုတွေ့ခဲ့တယ်။ Rocky Mount North Carolina မှာနေတဲ့ John Rispon ကဒီနည်းနဲ့သူ့ကလေးတွေကိုပြုပြင်ပြောင်းလဲခဲ့တယ်။သာမန်အားဖြင့်မိဘတွေကကလေးတွေအပေါ်အော်ဟစ်ဆူငေါက်ရတာကိုပိုနှစ်သက်ကြတယ်။သာဓကအများမှာဒီလိုအော်ဟစ်ဆက်ဆံနည်းကကလေးတွေရဲ့အပြုအမူကိုမပြောင်းလဲမတိုးတက်စေတဲ့အပြင်ပိုဆိုးစေပါတယ်။ကလေးတွေပိုဆိုးလေမိဘတွေကပိုဆူပူကျိမ်းမောင်းလေဒီလိုနဲ့မဆုံးနိုင်တဲ့ပြဿနာကတဝဲလေဖြစ်နေပါတော့တယ်။